မောင်နေကျော်နှစ်တိုင်းဘီလီရဲ့ထုံးလို့နိုင်ပါသေးဗျာထိုးလိုက်ရင်ရှုံးကြုံသွားတယ်ရုပ်ဆိုင်ကြီးတခုလုံးတော့မပေါ်တဲ့နင်းနေဘူးဘယ်လိုပါလဲအယောက်ကြီးတဝန်းဝန်းတလဲလဲနဲ့မိုးရွာရင်တော့ဝူရနေမှဝူကျိုးပြစ်ချမှာကြောက်ဟောဗျာမော်လိုက်ကနာယီဖြုတ်လာသလားမသိဘူးလက်စောကိုနေကျော်ရေးညာဒီလက်စောကလေးဒီဆွဲကျိုးမြင်တော့တို့အသက်ကြီးတဲ့ကွယ်လွန်သွားရှာပြီဖြစ်တဲ့ဆရာဦးရွှေငှားရဲ့ဟုတ်ကဲ့ဗျာအမွေအနှစ်ကလေးပါဒီလက်စောကဟုတ်ကဲ့ပြတ်သွားတဲ့ပြက်လုံးလေးဆိုတော့ကောင်းသေးတယ်ဟုတ်ကဲ့ तू ကမျက်ခုံးပင့်တာလေးကောင်းတယ်ဟုတ်တယ်မျက်ခုံးကောင်းဘယ်ညာပင့်ပြီးတော့ဟုတ်တယ်ပြတ်သွားတဲ့ပြက်လုံးလေးကလက်စောအကြောင်းကိုပရမဖုံးတော်များကြောင့်အေဂျန်ကြောင်းကားသိသိမနိနီလာမေတ္တာခေရုပ်ဘောမုတ်ခွန်အားဥဒ္ဒတပြားကြက်မှာပလဲကျက်တွေကွန်ပြိုးဝေကိုတိနဝရဘောကျွေတွေကတ်ထားဒီပြက်လုံးနဲ့ဒီလေလေးနဲ့ဆရာဥရွှေငါ့ဥသာတရိယအေးဘောဒီနာယီပြောပါဦးလူတိုင်းမဝင်နိုင်ဘူးမဝင်နိုင်ပါဘယ်ရတာလဲဘယ်ရတော့တန်လင်းဈေးတွေကဖြုတ်တာတန်လင်းဈေးကဖြုတ်လှုပ်လိုက်ပြီတန်လင်းသေးတယ်တန်လင်းသေးတယ်ဖြုတ်တယ်ဓမ္မကြီးဘကောင်းမှာရုပ်ခအကျွေးတယ်ဒီကောင်းလားကောင်းကြီးအောင်ဆောင်လာဗောလေကောင်းကြီးအောင်ဆောင်တယ်ကျမကြီးကလည်းမကောင်းကျမကြီးသိမကောင်းကျမကြီးတတိထဟုတ်ကဲ့ဗျနော်ကျမကြီးတတိထဝါဒနာဘာလို့လူရှင်တော်ကစားတာဆရာဝန်ဆရာဝန်လားဒေါက်တာလီအားကိုးပါတယ်ဆရာရဲ့အားကိုးစမ်းပါဟုတ်ကဲ့အားကိုးပါတယ်ဆရာဟောကြားလာမငါတွေ့ကျမကြီးဆိုတာအရေးကြီးဆုံးမောင်နေရောဟုတ်ကဲ့ခင်ဗျနော်ဟုတ်ကဲ့ဆရာဟောကြားလာမငါတွေ့ကျမကြီးဆိုတာအရေးကြီးဆုံးစီဝမ်းကွေးလေးတို့ဓာတ်တွေမကျမကြတယ်ဟုတ်ကဲ့ကွေးတိကြီးလေးတလိမ့်နဲ့အိမ်မပြောစားမှုဖြားချခြင်းဖြစ်လို့အိုင်ရချိနေတဲ့ခိုင်းရကြီးတဲ့ဖြစ်လာရင်ဆေးရုံကအာမကိုနဲ့ဟုတ်ကဲ့ခင်ဗျဆရာစီလာခဲ့ဆရာစီအားကိုအာမကနဲ့တရက်ပဲကူတရက်နောက်နေလာစရာမလိုဘာဖြစ်လို့လဲဆရာသူကနဲ့သူတင်းရင်ကုန်တန်းသွားကတ်တာဆရာကောင်းပြောပါဆရာကျွန်တော်လန့်သွားတာပဲလုံးသူဆရာဦးရွှေငါရဲ့ပြက်လုံးလေးကိုဟုတ်ကဲ့ဗျဆရာကိုဒိုသေးလွန်းဒီပြက်လုံးလေးကိုပါဇက်ကလက်ကမလွတ်ဘူးဟုတ်ကဲ့ဒါကိုင်းချိုင်ချင်းဟုတ်ကဲ့ဆရာသေးပါလေယူသေးဆရာယူသေးတယ်ကိုပေါ်လေးပေါ့ဟုတ်ကဲ့ကိုတေကျွန်းတို့ဟုတ်ကဲ့ကာရဝမထားဘူးလားအားထားတာပေါ့ဒါခါတော့သူ့စီနီယာနဲ့သူဟုတ်ကဲ့သူ့စီနီယာနဲ့သူဆိုတာစီနီယာတစ်စီနီယာနဲ့စီနီယာသုံးဟုတ်ကဲ့စီနီယာလေးစီနီယာငါစီနီယာတစ်ကနေစီနီယာငါစီနီယာ6ကျော်သွားလို့ကောင်းမလားမကောင်းဘူးဒါပေါ့နော်ကျမကြီးကဟုတ်ကဲ့ဗျနည်းနည်းတောက်လာအောင်မယ်တောက်လိုက်ပါသားကြီးဟုတ်ကဲ့ကျမကြီးမကောင်းဘူးဟုတ်လားကျမကြီးမကောင်းဘူးလူတယောက်ကိုကြည့်လိုက်တာနဲ့ကျမကြီးမကောင်းဘူးဆိုတာသိတယ်ဟုတ်ကဲ့ခင်ဗျမောင်နေကျော်အရင်လိုမဟုတ်ဘူးဟုတ်ကျွန်တော်သိမလားအရင်တော့ကြက်ကလုံးလေးတက်ခုကျမကြီးတော်မကောင်းဘူးဟုတ်ကဲ့စိတ်ကုပေးမယ်စိတ်ကုဒါလက်ဟုတ်ကဲ့လက်ပေးသားမောင်နေကျော်တော့လက်ပေးတတ်ဟုတ်ကဲ့ကျွန်တော်ခွေးမျိုးကျမကြီးမကောင်းဘူးအချိန်နဲ့ကြည့်တာနဲ့သိတယ်ခွားစုံမှာအကျော်ထုံးနေတရားလက်ခွားစုံမှာအကျော်ထုံးနေတယ်ဟုတ်ကဲ့ဒီကိုလက်ခွားစုံမှာဟုတ်ကဲ့ဖတ်ယောဂထူလာပဲတရား96ပါးယောဂနဲ့အကျော်နာဖြစ်ခြင်းတစ်ပင်မောသောက်တို့ကြပေါင်ကျိုးရပြီးနှခေါင်းယောဂသွေးရှာမင်းလာလို့တဖူးကွဲဒူးပြဲပြီးအဲ့ရပေါ့အေးလို့မှာသွေးတို့ယောဂဟုတ်ရသွေးတို့ယောဂရှိရင်လည်းရှိတယ်ပြောလိုက်ဖို့ယောဂတွေသုံးပါမှနောက်ဆုံးပဲဟိရသားရေချောင်းစိုးနေတာနဲ့ပြက်လုံးကမကြောက်ဒီနေရာနဲ့သူဟာလေအဲ့ချောင်းစိုးလေးတစ်ခုပဲကွာချောင်းစိုးပြောင်းလို့ပေးတာချောင်းစိုးနှစ်ပတ်လောက်တော့ပြအရဲတင်မောင်မတတစားကြီးတစားကြီးတော့တယ်မင်းဘာဖြစ်လဲပြောကျွန်တော်ဒီလိုပါပဲအခါကျရင်လမ်းရှောင်းရင်းနဲ့မတ်တက်ဖြစ်နေဘကောထိတ်ကပိတ်ထားတယ်ကျွန်တော်ဗာပြောဟုတ်တာပါကျွန်တော်လမ်းကြောင်းရင်းနဲ့မတ်တက်ဖြစ်တယ်ပြက်လုံးအပေးသားနေကြီးဟုတ်တယ်ဘယ်နေကြောပြက်လုံးကိုထိတ်ကပိတ်ထားတော့ဘယ်ယူတော့မလဲ
ဟုတ်တယ်တကယ် သူ့စီနေနဲ့သူလေ ဟုတ်တယ် တစ်နှစ်သုံးအုတ်ဩအလှဆုံး အမေ သူ့စီနေနဲ့သူ ဟုတ်တယ် ဒီလိုဆိုတာ ဟုတ်လား ဒါဟိုတုန်းကဟိုတုန်းငယ်ငယ်လေးတွေက အေးပေါ့ ဒီချွေတော်ကြီးတွေကဒီလိုဆိုတာတစ်နှစ်သုံးအုတ်ဩအလှဆုံး လာစုံ အလှဆုံးမို့လူဝဲသွားခရမ်းကြီးမာနေည အမေခရင်ကြီးမနိုင် စိတ်မရှိနဲ့နော်ခရမ်းကြီးမာနော်လကား ရဒီလူလား အလကားတကယ်ပြောတာ ရဒီလူလား အာဒီလိုကိုနေရောက် 556နေကျော်သိမ့်ထီပေါက် အမေပဲဆိုလို့လေ 556နေကျော်သိမ့်ထီပေါက် အဲ သိမ့်ထီပေါက်လို့ခေါက်ဆွဲစားမော်ဒယ်လေးနဲ့ညာဟီ အာရီရတော်မှကွာကြက်ပြအောင်မယူမတ်တင်းမယူတေးကြပြဟာ556 556 ခွန်ချစ်ကို ဘာဖြစ်တော့ ဟုတ်ဟုတ် ဘာဖြစ်တော့ ခဏနေ အဲ ဒီနေ့ခွန်ချစ်ကိုဟမ် ဟမ် ဘယ်ကိုပါပြန် နေဟိုမရှိရင်လည်းလူမေ့သွားတယ်တင်နေ ခွန်ချစ်ကိုအော်အော်အချိန်နေမစိုး အေး ခွန်ချစ်ကိုအော်အော်အချိန်နေမစိုး မဆိုး အချိန်နေတိုးလို့တထုံသွား အနုမနဲ့ညာဟုတ်တယ်သွေးမျိုးချတာနဲ့ဟိုထည့်လိုက်တာ ဇလုံးတွေကဒီလိုပဲ ကိုရှိကိုအချင်းနေမစိုး ပြီး ဒီ သား မစိုးတော့လူသွားအနုမနဲ့ညာ37စနစ်ခမည်းသမီးနဲ့ကျွန်တော်လက် အော်ငါသမီးကိုမင်းကလူကျွန်းလို့လား ကိုကျင်နာပေါ့ ဟာငါမှအချစ်ဆုံးသမီးလေးရှိတယ်ကွာ မသိဘူးဗျာ မယူပါကွာနို့ချစ်လုံးနဲ့ အဲ့လေယူမမလေးယူမလေး အချစ်ဆုံးသမီးလေးရှိတယ်နို့ချစ်လုံးနဲ့